သာသနာသသလောကသာဥဒိဘဝတုတပ္ပတာသာသနံပိသာလောကိသာဒေဝရခန္တုတပ္ပတာသာသနာသသဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးသည်၎င်းလောကသာသာသနာကြည်ညိုမိခိုအားထားတကားတကားမှာအပေါင်းသည်၎င်းဟုတ်ဒီလောကုလောကီနလီအကျိုးပွားတိုးစီပင်ခြင်းသည်တပ္ပရာနိယောညင်ပါဘေခာမဆိုင်ချိန်တိုင်းဘဝတုဖြစ်ပါစေတည်းသာသနံပိသာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို၎င်းလောကံပိသာသာသနာကြည်ညိုမိခိုအားထားတကားတကားမှာအပေါင်းကို၎င်းဒေဝသမ္မာဒေဝနှမျက်နှကောင်းနှအပေါင်းတို့သည်တပ္ပရာနိနိညာညာခတ်သိမ်းသောကာလတိုင်းမှာရခန္တုဆင်းရဲဝိဒံယမံကင်းပြောင်းချမ်းသာရောက်အောင်ကောင်းစွာမသွေဆောင်ရှောက်နိုင်ကြပါစေကုန်သတည်း